ကောဖြစ်မှာဘာဖြစ်မှာပါသန္တိတိကောဆိုတဲ့ဓမ္မတို့ကိုယ်အသေးကိုမြင်တာဘာခေါ်ကြမလဲအဲ့ဒီသန္တိတိကောလည်းလာပါရဓမ္မတို့သိတဲ့အတိုင်းတဲ့သနာဥပါဒံကံကြီးကဘယ်နဲ့နေကြဒါဘာဆိုကြမှာအခါများလင့်သေးလားအခုအသေးမြင်တဲ့ဥပဒနာမဲ့လဲလာပါရောအခုနောက်ဘဝသေကြောင်းဖြစ်တဲ့အပယ်သွားကြောင်းဖြစ်တဲ့တရားတွေတကယ်တမ်းချုပ်မချုပ်ဘူးလားအဲ့ဒါတွေကြည့်တော့မှကိုယ်သေးကိုမြင်တာဘာခေါ်ကြမလဲကိုယ်သေးကိုမမြင်တာခိုင်းဒါပြန်ဥပဒနာသမားတွေဖြစ်နေတော့ကိုယ်အသေးတွေဆုံးသွားတော့ဒကာဓမ္မတို့မရဏံပိဒုက္ခသစ္စာနိရောဓသစ္စာနိရောဓသစ္စာနည်းဆိုတော့မရဏံပိဒုက္ခသစ္စာကိုဒါပြန်အမတံပိဒုက္ခသစ္စာသွားရတယ်သဘောကျဒါပြန်ဒကာဓမ္မမသေးရာကိုမြင်တာဒီလိုနှလုံးနဲ့မှတ်လိုက်ပါအသေးမြင်တာဥပဒနာမသေးမြင်တာမဂ္ဂသစ္စာအသေးမြင်တာမသေးတာမြင်ရတာသေတာမမြင်တာကဝိဇ္ဇာပြည့်စရာသင်္ခါရဒကာကျေဒါသိချောင်းမသေးတာမြင်တာကမဂ္ဂသစ္စာကနိဗ္ဗာန်ကအောင်ပြုတာကိုမသေးရကိုယ်သိကိုမမြင်တာကအဲ့တော့ငါဒီသုံးစားတဲ့ကဘယ်ပုဂ္ဂိုလ်တုံးလို့ပုဂ္ဂိုလ်ကိုမေးပါမေးတယ်မလားဗျာကိုယ်သိကိုမြင်တာကဒီလိုဆိုရင်တကယ်သိခင်ဗျားဒီပြုံးလေပုဂ္ဂိုလ်ပဲတော့ကြကို